孙悟空အဲ့ဒါဒါတော့ကျွန်တော်တို့孙悟空တော့ဒါနဲ့တော့ဟုတ်တယ်ဟိုတောင်တိုင်းကြီးတက်နေကြည့်အောင်လာနော် ဟိုတောင်တန်းရောက်ကြည့် အေး နောက်ဆုံးညဟိုကောင်းနေတဲ့ပါအဲ့ဒါကြောက်ကျဲ နောက်ဆုံးညဟိုကောင်နေနဲ့ကြည့်ရမှာလေဘလူးကြီးကြီး3ခေါင်ငါဘယင်းနဲ့မကြည့်ရတော့တာဘယင်းကြီးတွေနဲ့မကြည့်ရတော့ဘူးအပေါင်းသေးလေးနဲ့တွေ့ဩဒီအောင်ဒီကောင်ကြီးနဲ့ပြန်တွေ့ပြန်ပြီ ခုနနေရသွားလိုက်ကျိတ်မှလာကျိတ်ဘူးလားဆင်းမြင်တာ ကြိတ်ကွာအောင်တစ်ချက်ထဲထိုးသွားတာငါတစ်ချက်ထဲခေါင်းကြီးကျိတ်သွားတေးရောတစ်ချက်ထဲကျိတ်သွားတွေ့ရမလားခေါင်းရင်ငါဘယ်လိုကျိတ်ရမလဲမသိဘူးကွာသူတဝက်တော့သူတဝက်ပဲကြံတော့မလားဟုတ်လားတဝက်ကြံတဝက် ဟိုတခြားကောင်းနဲ့တက်လိုက်အကောင်ချက်ထားလိုက် အဲ့ကောင်စီသွားခိုင်းနေတာဟိုဟာခေါ်မှုတကပေါ်တက်မှာလေကောင်းစီပြန်သွားရမယ်စပယ်တွေဝွန်ပလေးစပယ်ရပါစပယ်လည်းမသိTiger Spring Spare Body Clothing Power ဘာညာတရတာရှိတော့ရှိရမှာဆေးရည်တွေပါဆေးရည်လည်းဒီတုံးပြီးကြိတ်ရမှာအကုန်ကြိတ်ရမှာအတော့ကြိတ်နေမရဘူးငါကြိတ်ပြီကြာမင်းစီလာတာလည်းမောတာကွာဒီတရားကြီးတွေဖြတ်ရတယ်ဘယ်လောက်ထိပြင်နေတယ်ဟောရေသူဒီမကြိတ်တော့ပဲဒီဘက်တွေပြန်သွားကြိတ်နေရတယ်မလားငါကြိတ်ချင်တာမရဘူးကြိတ်နေသွားလိုက်အဲ့နတ်စိုးဥစ္စာလိုတယ်ထင်တာပဲတွေ့တာသူဝိညာဉ်ရမှာလေဟိုကိုကြီးပြောတာလေဟုတ်တယ်မဟုတ်တော့လာတော့ဒီတရားတွေဖြတ်ရသေးတယ်ဒါမင်းလားတော့ဘလို့မိတော့ကွာဟိုဘက်ရှောင်လိုက်ရမှာမေ့တော့ရအောင်ကောင်ကြိတ်တော့ရအောင်စိတ်ဆိုးတယ်အကောင်ဘလို့ကြိတ်မနိုင်
ကျန်းတုံကြာနော်နိုင်ကုန်နာတော့ကွာမင်းညင်ပြဟိုဘက်ပဲသွားတော့အဲ့အောင်မစင်းတော့ဒီဘက်ပဲသွားတော့ခုနကမို့တဲ့ဒီဘက်လာပြီးတာလေအဲ့ဒီမို့တဲ့တော့ပြီအဲ့ဒါတင်သွားပြီနော်ငါတော့သွားပြီနားရောက်တယ်ဒါကြီးကသွားပြီတော့အဲ့ဒါနောက်ပြန်သွားခိုင်းတယ်ကွာဟုတ်တယ်သွားပြီးတော့ဒီကောင်နဲ့တော့ငါကြိတ်တယ်အမပဲနေလိုက်တယ်ခေါင်းရကြိတ်မှရသွားကြိတ်ဒါသိငယ်လားသိငယ်နောက်ကောင်ကြီးမင်းတို့က2ယောက်1ယောက်ဒီဘာကြီးလို့ရှောင်းလာလားဘာကောင်းနေကြတယ်လားမသိဘူးတော့မမလေရောက်တော့油胶也带对一眼别忘了လာအဲ့လုံးလောက်ပြီလားဟောကြံနေရဲ့ကြံနေလားဒီတော့ရှင်းတော့လုံးရဲဆောက်ဩဒီတစ်ခါမဟုတ်ဘူးရောက်က求而不得，神仙半荣半苦，其人之事，常အဲ့နောက်ကသပင်းနေတာဟာဟုတ်တယ်ပါဟိုရောက်ရဟမ်万皆ဟမ်ဟဲ့ငါလည်းဘာမှမလုပ်ရသေးဘူးပြောဟိုတဲ့ဘာမှတော့မလုပ်ရသေးဘူးဒီဒါတိတာဘူးဖုန်းကလေးနည်းနည်းလုံးလုံးတကြားနေခိုင်းလို့ကျွန်တော်ပြောတယ်အဲ့ဒါမှလည်းဘယ်ကသွားလိုက်တာဒီပေါ်ရဲမလားဒီပေါ်တက်တော့ဟုတ်တယ်ဟိုကရေးနေမကြိတ်ချင်တော့ဒီကောင်းအေးတွေကဘာကောင်းနေလဲမသိဘူးအောက်ချောင်းလေးမှာကွာခဏတွေးတွေကိုအဲ့လိုလုပ်တယ်
တွေးရရော့နေတွေ့လားထိုးတာတော်တော်ရော့ဟာစိတ်လည်းမတည်တော့ဟယ်လိုဂလုပြည့်သွားလားဝိဒါစေးထားလို့ရတယ်ဟုတ်တယ်